ဒီနေ့တော့အိမ်မှာမာလာမောက်ချိုက်အလွယ်လေးလှုပ်ရှားပြတာနဲ့လုံကြီးလေးတင်ပေးလိုက်ပါတယ်။လုံနေရလဲလွယ်ကူပြီးတော့မှဆိုင်မှာစားတာထက်ကိုတဝက်လောက်တက်တာတော့မလို့မာလာမောက်ချိုက်ကြရင်တော့အိမ်မှာလှုပ်ရှားခြင်းနော်။ပြီးတော့ခုတလောနာမည်ကြီးနေတဲ့ cheese dip ကလေးလဲတွေးလို့ဆိုပြီးတော့မှဝယ်ခဲ့ပါရရဲ့။အဲ့ဒါလေးနဲ့သူစားရရင်စားကောင်းတယ်ပေါ့နော်။အရင်ဆုံးပေါင်ပစ္စည်းလေးတွေကအမဲသားပြင်ထားရတယ်ပေါ့နော်။ပြီးတော့စီချွမ်းမာလာအနစ်ဝယ်ခဲ့တယ်။ဒါတော့ထဲမဲ့ပစ္စည်းလေးပေါ့နော်ဟော့တော့ထုတ်ကြီးတစ်ထုပ်ဝယ်ခဲ့ပါတယ်ဈေးလည်းရမ်းတက်တာတယ်1000ကျော်ရုံပဲပေါ့နော်ပြီးတော့ဒါကတော့ cheese ball လေးတွေပြီးတော့ပစွန်အသားလုံးတွေဒါတွေဝယ်ခဲ့လိုက်ပါတယ်အသားကတော့ကျွန်တော်အသားမစားချင်တာနဲ့အမဲသားပဲဝယ်ခဲ့လိုက်တယ်ပေါ့နော်ပြီးတော့အရင်ဆုံးတော့အမဲသားကိုဒါလွှာထားပေးမယ်ပေါ့နော်ပပလေးပဲလွှာထားပေးမယ်ဘာလို့ဆိုတော့တုံးထူလို့ရှင်လဲတိတ်ပြီးတော့စားရတာမာတယ်လေနော်အဲဒါကြောင့်မလို့ပါပပလေးလွှာထားပေးလိုက်ပါမယ်မဲသားလွှာပေးပြီဆိုရင်တော့ဒီ cheese ball လုံးတွေ hot dog ချောင်းတွေပြီးတော့ပစွန်လုံးတွေအကုန်လုံးကိုတခြားအကုန်ဖောက်ထားလိုက်မယ်ပေါ့နော်ပြီးတော့တစ်ဖက်မှာလည်းပဲယူနွေးကိုတည်ထားပါတယ်ပြီးတော့ယူနွေးပွဲဆူတွေကိုဒီဖောက်ထားတဲ့ cheese ball hot dog အကုန်လုံးကိုထည့်ပြီးတော့ပြုတ်မယ်ပေါ့နော်ပြုတ်တာတော့လောက်မပြုတ်စရာမလိုဘာလို့လဲဆိုတော့ကိုကလည်းမလာမောက်ချက်ကအရေးချက်မှာဆိုတော့လေခဏလောက်ပဲ9မိနစ်လောက်ပဲပေါ့နော်9မိနစ်လောက်ပဲထည့်ပြုတ်ပြီးတော့မှဆယ်ထားပေးရပါပြီပြီးတော့မာလာမော့ချက်အရေးစားချက်ပါတော့မယ်စီပူပူတွေကိုကျင်းပြားလေးထည့်ပါတယ်ပြီးတော့ခွားချောင်းစီထည့်လိုက်တယ်ပေါ့နော်အထုံလေးနည်းနည်းပါအောင်လို့ပါမထည့်လည်းဘာမှမဖြစ်ဘူးပြီးတော့ဒီမာလာမော့ချက်ဒါတထုံလုံးထည့်မှာပါပထမတော့ကတော့တဝက်လောက်ပဲရေးထည့်ထားလိုက်တယ်ပေါ့နော်အမှန်တော့တထုံလုံးတစ်ခါချက်လိုက်လို့ရပါတယ်ပြီးတော့မွေထားပေးမယ်ဒီမာလာမော့ချက်အထုပ်ထဲမှာလေဒီအမုံထုပ်လေးပါပါတယ်အဲ့ဒါစားစီလိုက်တော့စက်သားမုံရဲ့အရသာနဲ့တူတူပါပဲကဲမရှိဘူးဆိုရင်စက်သားမုံထည့်လိုက်လို့ရတယ်ပေါ့နော်ပြီးတော့ဒီနွားနို့တပူလုံးထည့်ပိုကောင်းလေးပဲကိုကတော့သုံးပုံနှစ်ပုံလောက်ပဲထည့်ထားလိုက်တာပေါ့နော်ဘာလို့လဲဆိုကျန်တာလေးကတောက်ချင်လို့ပါတော့တပူလုံးထည့်လိုက်ရပါတယ်ပြီးတော့ဒီမှာရေထည့်ပါမယ်မနက်မြရင်ဒီပြန်ယူပြုတ်ရေထည့်လို့ရတယ်ပေါ့နော်ကြက်ယူဝယ်ပြီးတော့ကြက်ယူပြုတ်ရေထည့်ရင်တော့ပို့ပြီးတော့မှအနှစ်ကပို့အရသာပို့ပြေးွားတဲ့ရတယ်ပေါ့နော်ခဏကြံခဲ့တဲ့မာလာနစ်ကလေးရောပါတစ်ခါထည့်လိုက်ပါတယ်ပြီးတော့အခဲတွေအကုန်လုံးကြေသွားတဲ့ဒီလေးခဏမွေပေးတယ်ရေရတိန်နေနဲ့နည်းနည်းခန်းသွားလို့ဆိုပြီးတော့မှဒီအမဲသားပြုတ်ထားတဲ့ရေရောပါတစ်ခါထည့်လိုက်ပါတယ်ပြီးတော့အရွက်ကလေးပြုတ်ထားရပါတော့အရွက်ကတော့တစ်မျိုးလေးထည့်ထားပါတယ်ခုပပတ်ဆူလာပြီဆိုတော့ခဏပြုတ်ထားတဲ့အသားလုံးတွေအကုန်လုံးထည့်လိုက်မှာပဲအရေးရတောင်မြည်ကြည့်ရတော့လုံးဝကိုအတော်ပဲဖြစ်နေပြီပေါ့နော်အသားလုံးတွေအကုန်လုံးထည့်ပြုတ်လိုက်ပါတယ်သားလုံးတွေပြုတ်ပြီးဆိုရင်တော့ခောက်ဆွဲ3ချက်ထည့်လိုက်တယ်ပေါ့နော်ခောက်ဆွဲကိုဒီကထားပြီးစားမှာမလို့ပါခောက်ဆွဲ3ချက်ထည့်တယ်ပြီးတော့ပြုတ်ထားတဲ့မဲသားတွေထည့်လိုက်ပါတယ်ခောက်ဆွဲလေးနဲ့ပိုပွားလာပြီဆိုတော့အဲ့ဒီအရွက်ထည့်လိုက်တယ်ပေါ့နော်ပြုတ်ထားတဲ့အရွက်ကလေးထည့်လိုက်ပါတယ်ပြီးတော့ခောက်ဆွဲပွားတဲ့အထိလေးပဲခဏလောက်တည်ပြီးရင်ကိုဒါရပြီပေါ့နော်တော့ခောက်ဆွဲပွားတဲ့အထိလေးခဏအပေါ်အောက်ကလေးလန်ပြီးတော့မွေပေးပါမယ်အိုးအရန်ပြေလို့ပေါ့နော်မနှဲမွေရတယ်ဒီအိုးကအမှန်တိုင်းပြောရင်ပုံမှန်ချက်နေကြဟင်းအိုးထက်ကိုတော့ကြီးတဲ့အိုးပါအဲ့ဒါကိုတော်တော်လေးမွေလေးရတယ်ပေါ့နော်ဒါမှဟော့တော့ချောင်းကိုတဝက်လောက်ပဲထည့်လိုက်တာအရန်များနေလို့လေဒါစုစုပေါင်းဘယ်လောက်ကုန်သွားလဲဆိုရင်တိုတယ်6000လောက်ကုန်သွားပြီပေါ့နော်6000လောက်ကုန်တော့ပါတယ်ဒါလူ၄ယောက်ဆောင်မှပိုက်တင်တဲ့ခြေတော်စားလေးရတယ်ပေါ့နော်တော်တော်လေးတော့များပါတယ်ပိုရှင်ကဒီဖုန်းထဲမှာမြင်နေရတဲ့အပြင်မှာပို့ပြီးတော့ကြီးတယ်ပေါ့နော်ဆိုတော့အခုအရသာပြန်ပြေးလိုက်တဲ့အခါမှာလည်းအရသာဒီအရေးအရသာတွေကစားအကုန်လုံးစိတ်ဝင်နေပါပြီအဲ့တော့ cheese dip လေးနဲ့တိုးစားလိုက်တော့တကယ်ကွက်တီပါပဲအဲ့တော့မလာမောက်ချက်ကြရင်တော့ဒါပေးချပါလှုပ်ရှားကြည့်ပါအရသာအရန်ကောင်းပါတယ်